ဘာရနေလဲပြမယ်ဂျပန် fan club က BTS ဂျပန် official fan club ကပို့လာဘာလဲမသိတခုခု announce လုပ်ရင်တော့လုပ်ထားမှာမနော်ဒါပေမဲ့လေအဲ့ထဲကလက်မှတ်မဲမပေါက်သေးဝင်လည်းမကြည့်ဖြစ်တော့မသိဘူးဒါပေမဲ့နာမည်ကြီးနဲ့ရောက်လာပါတော့ဘာလဲမသိခောက်ကြည့်လက်ဆောင်ရတာဘာလို့ပေးရလဲမသိဘူးတော့ညီတို့ရေးထားမယ်နဲ့တွေ့ဒီပါဂျပန်လိုရေးထားတာချဖတ်ပြီးမှပြန်ပြောပြမယ်စစ်စရာလေးတော့တိတိလေးဒီမှာဘာလဲမသိဘာတမ်းလေးလည်းပါကြည့်ပြီးထည့်လို့ရတယ်ဆက်ဆက်ကြိုက်လိုက်တာဒါတော့သူကဒီရဲ့ထုတ်လုပ်ထားတဲ့ဟိုစံ3ယောက်လို့ဘာလို့ညာတော့အလုံးတတိပီစာတွေရေးထားတာဒါလေးကဟုတ်ပါတယ်ဒီဂျပန် official fan club ကနေသူ့နာမဝင်ကိုပေးတဲ့လက်ဆောင်ချစ်စရာလေးချက်လိုက်တာရမယ်အာမီတဲ့ရေးထား BTS လို့တော့မသိ BTS Japan official membership ချက်လိုက်တာအထင်သားကြည့်စီလေးတော့ထည့်ရဒါမဲ့လေကြည့်ထဲမှာနမျိုးပေးပါမှာဆိုနာမည်တင်ထားလိုက်တယ်